ဆက်စရာရဲ့အခုလိုငါတကောကောမှုတွေကြောင့်တဖြည်းဖြည်းစမ်းကြိုက်လာတဲ့ဆိုင်းရင်မို့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အရင်တော့ကဆိုင်းရင်မို့နဲ့အောင်စမှုတို့ဆိုတာကအပြိုင်ဆိုင်ပေါ်မြူလာဖြစ်ပြီးတော့စမ်းထားနေကြတဲ့မင်းသားနှစ်လက်ပဲဖြစ်ပါတယ်ဒါပေမဲ့အခုတော့ဖြစ်ဆိုင်းရင်မို့ကအောင်စမှုကိုလုံးဝလိုက်လို့မမီတော့ဘဲနဲ့တဖြည်းဖြည်းစမ်းကြလာတာကအတိအသာကြီးပဲဖြစ်ပါတယ်နော်အဲ့ဒါတွေအားလုံးဟာဘာလို့ကြောက်လဲဆိုရင်တော့သူ့ရဲ့ဆက်စရာဦးအောင်ကျော်ထွန်းကြောင့်လို့သာပြောရမှာပဲဖြစ်ပါတယ်။ဆက်စရာဦးအောင်ကျော်ထွန်းရဲ့ငါတကောကောမှုတွေကြောင့်အပြေလူမပြောနဲ့လေ။ဆိုင်းရင်မို့ရဲ့အမာခံပရိသတ်တွေကြားထဲမှာပါအခုနောက်ပိုင်းပွဲတွေထထဖြစ်ကုန်တာလည်းဖြစ်ပါတယ်။ကေတုပတိဘုံမကိုခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲပရိသတ်တွေကသဘောမကျတာတောင်ဆက်စရာကဘာမှဝင်မဖက်ဆွဲပဲနဲ့သူ့မင်းသားအစင်ပြေအောင်မြင်ဖို့အတွက်သူလောက်တာပါဆိုပြီးတော့ပြလာတာကြောင့်အတော်လေးကိုပြဿနာတက်သွားခဲ့ရလဲဖြစ်ပါတယ်။ကိုဆိုရင်တော့အမြဲတမ်းလို့သူတိသူတက်ပုံစံကြီးတွေနဲ့ဆိုင်းရင်မိုးကိုစသဖြင့်လောကကလွဲရင်တခြားနုပညာလောကတွေကိုမဝင်ခိုင်းတာတွေဆိုင်းရင်မိုးကိုမသိလို့ဆိုင်းရင်မိုးနာမည်ကိုခွင့်ပြုချက်မရဘဲနဲ့ယူသုံးလို့ဆိုင်းရင်မိုးကိုမပြောဘဲနဲ့ဆွဲချိုးထုတ်လို့အဲ့ဒါတွေရဲ့အတွက်စာတတန်ပေတတန်နဲ့တရားစွဲမယ်တကယ်ပြောတာတွေအဲ့ဒီလိုလုပ်တာတွေများလာတဲ့အခါမှာတော့ဆိုင်းရင်မိုးရဲ့ပြောကမပါဘဲနဲ့လေလူတွေအားလုံးကဆိုင်းရင်မိုးကိုတဖြည်းဖြည်းအားပေးခြင်းစိတ်တွေလျော့နေပြီးတော့ဆိုင်းရင်မိုးကလည်းအတော်လေးကိုစမ်းကြလာခဲ့တာလည်းဖြစ်ပါတယ်ကဲပရိသတ်ကြီးတို့ကရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့လေးတွေမြင်လဲဆိုတာခေါင်းမှာရေးသွားပြီးခဲ့ကြပါအောင်ရှင်အခုလိုစိတ်ထားလေးကြောင့်စွမ်းလုံးအောင်မြင်ဖို့ခံမခံနေရတဲ့အောင်စမှုကြောင့်လေးပဲဖြစ်ပါတယ်စွမ်းဆိုတာတစ်ချိန်လုံးကဇက်သပင်လောကမှာအောင်မြင်ဆုံးမင်းသားတစ်လက်ဆိုလဲမမှားပါဘူးလူငယ်ဇက်သပင်မင်းသားတွေထဲမှာအပြိုင်အဆိုင်ဖြစ်နေတဲ့ချိန်မှာတော့စွမ်းရဲ့အောင်မြင်မှုကိုဘယ်သူကမှလိုက်မမီခဲ့တာကြောင့်ပဲဖြစ်ပါတယ်လက်တလုံးမှာတော့စွမ်းလိုလူငယ်တယောက်ကအောင်မြင်နိုင်တယ်ဆိုပြီးလူပြောများနေကြတာလည်းဖြစ်ပါတယ်စွမ်းတဲ့နိုင်ရှင်ကချစ်ချူခံနေရတဲ့သူကတော့အခြားသူမဟုတ်ပဲအောင်စမှုပဲဖြစ်ပါတယ်အောင်စမှုကအသက်28နှစ်ဝန်းကျင်အရွယ်မင်းသားတစ်ယောက်လည်းဖြစ်ကလူငယ်အမျိုးသမီးတွေကြားထဲမှာအပိခံရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အောင်စမှုကအခုလက်ရှိမှာဆိုရင်အောင်မြင်ဆုံးဇက်မင်းသားတစ်ယောက်လို့ကိုဖြစ်နေတာလည်းဖြစ်ပါတယ်အောင်စမှုကကိုပိုင်ဇက်ထောင်ကနေလေးကနေတာလည်းဖြစ်ပါတယ်ကိုပိုင်ဇက်ထောင်နိုင်ဖို့ဆိုတာကမလွယ်ကူခဲ့သလိုသူ့အနေနဲ့လည်းအတော်လေးကိုစူးစမ်းခဲ့ရတာပါငွေတို့ပိုက်ကဇက်သမင်လောကတွေကိုဝင်လာသူမဟုတ်ပဲနာမည်ကြီးဇက်သမင်တွေရဲ့လက်အောက်မှာအကြာကြီးလှုပ်ခဲ့တာလည်းဖြစ်ပါတယ်အောင်စမှုကိုပရိသတ်တွေစသိခဲ့ရတာကတော့တင်မောင်ဆန်းမဝင်းရဲ့ဇက်ကနေတဆင်းဖြစ်ပါတယ်ဇက်မင်းသားဖူးချင်းနဲ့လည်းအတူတူကဘူးသလိုမင်းသားကြီးတွေရဲ့ဇက်မှာလည်းလိုက်ကရင်ကိုပိုင်ဇက်ထောင်နိုင်အောင်စူးစမ်းခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်မအောင်မြင်ပါကိုစိုးရိမ်ပေမဲ့လည်းဇက်စားထောင်လိုက်တာနဲ့တည်းပွဲငါးသူတွေအများအပြားကိုရှိလာခဲ့တာပါပွဲကိုလည်းပရိသတ်တွေကလာကြည့်ကြတာမို့အောင်မြင်တယ်လို့ဆိုရမှာပါအောင်စမှုကချတာဖို့အတွက်ဇက်ထောင်ခဲ့တာမျိုးမဟုတ်ပါဘူးသူများတွေကတော့အောင်စမှုကိုပတ်စံအများကြီးရှိဖို့ဇက်ထောင်တယ်လို့ပဲထင်ကြတာပါတကယ်တော့စီးပွားဖြစ်ထောင်ခဲ့တာမဟုတ်ပဲတကယ်ကိုဝါသနာပါကမြမဆက်တပင်ကိုပို့ပြီးတော့မြင့်တင်ချင်တာကြောင့်ပဲဖြစ်ပါတယ်အရင်ကတည်းကအသက်အရွယ်တစ်ခုရောက်ရင်ကိုပိုင်ဇက်ထောင်ကကားပြမယ်လို့ဆုံးဖြတ်ထားခဲ့တာပါ